နှာလုံးက all win တယ်နော် brother တို့ဒါနှစ်ပွဲလုံးအပြည့်အောင်တယ်နော်ဒီနေ့မှလည်းကျွန်တော်လုံးဝစိတ်ချရမယ့်၃ပွဲကိုဒါရွေးချယ်ပေးခြင်းပါတယ်အတွေးတူတဲ့ပွဲလေးတွေရှိရင်တော့ brother တို့ကြိုက်နေတတ်တဲ့ပွဲလေးတွေနဲ့ဒါမောင်းတွဲကစားကြည့်ပါမောင်းတွဲလေးတွေရယူကိုကျွန်တော် Telegram channel လေးကိုလည်း join ထားပေးပါအောင်ဗျဒါပထမဆုံးပွဲလေးကတော့ဒါဂျူပင်နဲ့ဦးဒီနီတို့ရဲ့ပွဲဒါဂျူပင်ကတော့တစ်လုံး90ရှုံပေးထားပြီးတော့ဂိုးပေါင်းနေနေရတော့ဒါ3လုံး60နိုင်ပေးထားပါတယ်ဂျူပင်ကတော့ဒါကူအိမ်ဝင်ပွဲမှာရှုံးရင်ဒါကောပါအီတလီကဖလားပြိုင်ပွဲကနေထွက်ရမှာမလို့လုံးဝရှုံးလို့မရတဲ့ပွဲပါဦးဒီနီကတော့ဒါ CEA မှာသူတို့ရဲ့နေရာကိုဆက်လက်ထိန်းထားဖို့ပဲအာရုံစိုက်နေပါလိမ့်မယ်ဒီလိုဖလားပွဲတွေမှာဆိုရင်ဒါလူစီရင်ကိုအနှဲငယ်ပြောင်းလဲတတ်ပြီးတော့ဒါအဓိကကစားသမားတွေကိုတော့ဒါလီပွဲတွေအတွက်ဒါထွေတာထားတတ်ပါတယ်ဟတ်တူဝက်ကိုကြည့်မယ်ဆိုရင်ဒါဂျူပင်ကအဝေးကွင်းမှာတစ်ချိန်အိမ်ကွင်းမှာ2ချိန်ဒါ2ဂိုးအသာစီနဲ့နိုင်ထားပါတယ်ဒါဦးဒီနီကဂျူပင်အိမ်ကွင်းမှာကစားရမှာကြောင့်ဒါခြေစွမ်းကွာဟမှုရောဒါစိတ်သက်ပိုင်းဆိုင်ရာမှာရောအားနည်းချက်တွေရှိတာမလို့ဂျူပင်က2စီးဆိုတဲ့ရလက်မျိုးနဲ့အနိုင်ယူပါလိမ့်မယ်ကျွန်တော်ကတော့ဂျူပင် body ကိုရွေးချယ်ခြင်းပါတယ်ဒုတိယပွဲလေးကတော့ဒါ Leipzig နဲ့ Magdeburg တို့ရဲ့ပွဲပါ Leipzig ကတော့ဒါနှလုံး20နိုင်ပေးထားပြီးတော့ဂိုးပေါင်းကိုတော့ဒါ4လုံး40နိုင်ပေးထားပါတယ်ဒါ Leipzig ကတော့ Leipzig Germany Bundesliga လီ1ကဒါအကောင်းဆုံးအသင်းတွေရဲ့တသင်းဖြစ်ပြီးတော့ Magdeburg ကတော့ဒါ Bundesliga လီ2မှာကစားနေတဲ့အသင်းမှာဒီအသင်းနှစ်သင်းကြားကဒါအစင်အတန်းလူဝင်အားနဲ့ဒါအရေးအတွေးကွာဟမှုကဒါအလွန်ကြီးမားတာမလို့ဒါ Magdeburg ကိုဒါဂိုးလုံးဝအပြတ်သက် 3-0 ဒါမှမဟုတ် 4-1 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ယူပါလိမ့်မယ်ကျွန်တော်ကတော့ Leipzig body ဒါမှမဟုတ်ဂိုးပေါ်ကိုရွေးချယ်ကြည့်စေချင်ပါတယ်နောက်ဆုံးပွဲကတော့ဒါ Gladbach နဲ့ဒါ St. Pauli တို့ရဲ့ပွဲ Gladbach ကတော့ဒါတစ်လုံး80နိုင်ပေးထားပြီးတော့ဒါဂိုးပေါင်းတော့3လုံး60နိုင်ပေးထားပါတယ်ဒီပွဲကလည်း Bundesliga လီ1နဲ့လီ2မှာကစားနေတဲ့အသင်းနှစ်သင်းဒါထိပ်တိုက်တွေ့ဆုံတဲ့ပွဲပါပဲဒါ Gladbach ကတော့ဒီဥရောပဝင်ဒါမှမဟုတ် DFB ပေါ့ကဲဖလားရဖို့အဓိကခွင့်ရေးဖြစ်တာမလို့ဒီပွဲကိုအနိုင်ခံပါလိမ့်မယ်ဒါပေမဲ့ Gladbach ကတော့အားတာပေမဲ့ St. Pauli ကလည်းဒါဂိုးပြန်သွင်းနိုင်ကြီးရှိတာမလို့ဒီပွဲဟာ 2-0 ဒါမှမဟုတ် 3-1 ဆိုတဲ့ရလဒ်မျိုးနဲ့အဆုံးသတ်နိုင်ပါတယ်ဒါ body ချေကတော့ဒါ10မှာ 8.5 လောက်ရှိပါတယ်ကျွန်တော်ကတော့ Gladbach body ကိုပဲရွေးချယ်ချင်ပါတယ်ဒီ3သင်းလေးနဲ့ဘယ်လိုအားလုံးအဆင်ပြေကြပါစေဗျာနောက်ဗီဒီယိုလေးမှာပြန်တွေ့လိုက်ရအောင်